တစ်လုံးဆောက်ပြီးလို့20ကြာပြီးရဲ့နောက်မှာတင်ရင်ကိုဘလို့နည်းနဲ့ဆောက်ခဲ့ရဆိုတာကိုတက်တည်ပြနိုင်ဖို့အတွက်တင်မှာစာရွက်စာတမ်းတွေရှိရလားအိမ်တလုံးဟာဆောက်ပြီးွားကနေပြီးွားတာမဟုတ်ပါဘူးအဆင့်ဆင့်လုပ်ငန်းစဉ်အတွင်းမှာ foundation ခိုင်ခံ့မှု steel structure waterproofing စတဲ့အလွှာတိုင်းကနောက်ပိုင်းမြင်လို့ရတော့မယ့်အရာတွေမဟုတ်တော့ပါဘူးဒါကြောင့်ဒီအဆင့်တွေအားလုံးကိုမှတ်တမ်းအနေနဲ့တင်ထားဖို့ကအရေးကြီးပါတယ် LMG ကုမ္ပဏီမှာလုပ်ငန်းတစ်ခုပြီးတိုင်းဥပမာ foundation casting steel bearing ပြီးတော့ cladding system စစ်ဆေးပြီးတာစတဲ့တစ်ဆင့်ကြီးစီကို inspection team ကလုပ်ငန်းဝင်ကိုကိုယ်တိုင်တွားရောက်စစ်ဆေးပြီးတော့ဓာတ်ပုံစာရွက်စာတမ်းနဲ့တကွ record report အနေနဲ့တခြားစနစ်တကျတင်စီပါတယ်ဒီ record တွေက client အနေနဲ့ကိုယ့်အိမ်ရဲ့ဆောက်လုပ်ရေးအဆင့်ဆင့်ကိုပြန်လည်စီစစ်လို့ရအောင်လို့ယုံကြည်စိတ်ချစွာခံစားနိုင်အောင်လုပ်ဆောင်ပေးရပဲဖြစ်ပါတယ်။အိမ်တစ်လုံးဆိုတာတစ်သက်တာအတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ဒါကြောင့်ဆောက်လုပ်နေစဉ်ကာလတစ်လျှောက်လုံးမှာအဆင့်ဆင့်တိုင်းကိုတခြားစစ်ဆေးမှတ်တမ်းတင်ထားတဲ့ကုမ္ပဏီတစ်ခုကိုရွေးချယ်ဖို့ရည်ကြီးပါတယ်။ LMG ကုမ္ပဏီမှာတော့ foundation ကနေ finishing အထိလုပ်ငန်းစဉ်တစ်ခုချင်းစီကို professional team ကကိုယ်တိုင်လိုက်လံစစ်ဆေးပြီး photo record နဲ့ inspection report အနေနဲ့တင်ဆက်ပေးပါတယ်။ဒါကြောင့်တင့်အိမ်ဟာဘယ်လောက်ခိုင်ခန့်နဲ့ဘယ်လိုနည်းပညာနဲ့ဆောက်လုပ်တယ်ဆိုတာကိုအချိန်မရွေးပြန်လည်စီစစ်နိုင်ပါတယ်။ဒီဆောက်ဖို့စဉ်းစားနေရဆိုရင်ဆောက်ပြီးရင်ဘာတွေခြံခဲ့ရမလဲဆိုတာကို LMG နဲ့စဉ်းစားကြည့်ပါ။ record ရှိတယ် proof ရှိတယ် crash ရှိတယ်LMG ကုမ္ပဏီနဲ့ဆက်သွယ်ပြီးတင့်အိမ်ဆောက်လုပ်ရေး project အတွက် pre consultation ကိုယနေ့ပဲစတင်လိုက်ပါ